ကျွန်တော်တို့ကြည့်ဘူးလိုက်တဲ့စားလက်ဖာကူဆန်ရဲ့အနောက်ကနေပြီးတော့ထက်ခန့်လာတဲ့နီးပြတွေအဲ့ထက်မှာ special တွေပါတယ်တကယ်နီးပြူဟာမြောက်ဆရာကြီးတွေပါတယ်ပြီးတော့တချို့ကြတော့လေတကယ်ကိုသူတို့ရဲ့နီးစနစ်တွေမှာတကယ်ကိုယုံကြည်မှုတင်ထမ်းတဲ့နီးပြတွေပါတယ်စီကံကြီးမားတဲ့နီးပြတွေပါတယ်ဒီလိုနီးပြတွေအားလုံးတဲမှာ win rate ဘယ်လိုအများဆုံးလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ကြအောင်မင်္ဂလာပြန်လည်ကြိုဆိုပါရစေညီကိုတွေအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ညီကိုတို့နဲ့အတူကျွန်တော်တို့နည်းနည်းလေးသမိုင်းလှန်ကြည့်တာပေါ့ဆိုတော့သမိုင်းလှန်ကြည့်ရဲဆိုတဲ့ဟာကဟိုစားလက်ဖာကူဆန်ရဲ့ပွဲဒီသူ့ရဲ့အောင်မြင်မှုတွေစီကိုသွားတာမဟုတ်ဘူးကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီကျွန်တော်တို့နီးပြတွေအစင်စင်ပေါ့နော်စားလက်ဖာကူဆန်ရဲ့နောက်ပိုင်းနီးပြတွေအစင်စင်Manchester United ကိုကင်လာတဲ့အချိန်မှာသူတို့တွေဘာကြောင့်အလုပ်ပြုတ်ကြတာလဲသူတို့တွေကဘာကြောင့်မအောင်မြင်ကြတာလဲပြီးလို့ရှိရင်သူတို့ရဲ့ win rate တွေကဘယ်လောက်ရှိလဲဘယ်နှပွဲကင်ပြီးဘယ်လောက်အထိနိုင်ခဲ့တာလဲဆိုတော့သူတို့ကတကယ်ကိုကဘာကျော်နီးပြတွေဖြစ်ခဲ့ပြီမဲ့ Manchester United မှာကြာရှုံးသွားတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဒါလေးကကျွန်တော်တို့ဒီ breaking news ကနေပြီးတော့ဖော်ပြထားတဲ့ဟာလေးဒါတခြားသတင်းတောက်တယောက်ကပေါ့လေအဲ့ဒါလေးကိုကျွန်တော်တွေးလို့ဒါအသဘောကျလို့ကျွန်တော်ပြန်ပြီးတော့ညီကိုတို့ sharing လုပ်ပေးတာပါဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်နံပါတ်1ဆိုတော့ကျွန်တော်ကတော့နံပါတ်အစင်လိုက်မပြောတော့ဘူးဗျာကျွန်တော်မှတ်ထားတဲ့ note ကလေးအတိုင်းပဲကျွန်တော်ပြောမယ်ညီကိုတို့ကိုဒီမှာ list လေးပြထားပေးရမှာလားအဲ့ list ကလေးထဲမှာကြည့်ပါဆိုတော့ကစားသမားနီးပြဘယ်နှယောက်တောင်ကျွန်တော်မှတ်ထားလဲဆိုရင်ဒီထဲမှာပါတဲ့အတိုင်းပါဗျာ1 2 3 4 5 6 9 8ယောက်အထိကျွန်တော်မှတ်ထားပေးတယ်နောက်ဆုံး career အထိပေါ့ဆိုတော့ဒီမှာသူတို့ဘာပြောတာလဲဆိုရင်ranking က Manchester United မှာ29ပွဲကင်တယ်29ပွဲကင်တဲ့အချိန်မှာသူနိုင်သွားတာ17ပွဲပဲရှိတယ်ဆိုတော့ဒါကဘလို့မှမဖြစ်နိုင်ဘူးဗျ percentage ကဒါအနိုင်လုံးကကြီးတဲ့9ပွဲ ranking ဆိုတာသိတဲ့အတိုင်းပဲတကယ်ဆရာကြီးဒါညီကိုလိုလည်းသိတဲ့အတိုင်းပဲတခြားအသင်းတွေမှာရှင်းရှင်းတောက်ခဲ့တဲ့နီးပြမျိုးကမှ Manchester United ကဆွဲခန့်လိုက်တာဆွဲခန့်ပြီးတော့အသင်းကိုပြုပြင်ဖို့အသင်းကိုပြန်ပြီးတော့ကောင်းလာဖို့အတွက်တကယ်ဆရာကြီးတွေကိုခေါ်ခဲ့တာ ranking ဆိုတာဒါပေမဲ့လည်း29ပွဲကင်တာ17ပွဲပဲနိုင်တယ်ဆိုတော့သူ့ရဲ့ win rate က 37% နဲ့ပဲရှိတယ်ဒါကြောင့်ပဲ Manchester United ကနေချက်ချင်းထွက်ခဲ့ရတယ်မကြပါဘူးချက်ချင်းထွက်ခဲ့ရတယ်ဆိုတော့နောက်တစ်ယောက်ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့သိတဲ့ David Moyes နော် David Moyes ပေါ့ Moyes ကတကယ်ကိုစီးစနစ်ကြီးတယ်ပြီးရင်နီးပြူဟာအရင်မြောက်တဲ့နီးပြကြီးဒါကျွန်တော်တို့ Manchester United ကိုမကင်ခင်ရလဲတကယ်ကိုဖလားရီလေးစုခူးခဲ့တဲ့နီးပြကြီးတယောက်ဒီနီးပြကို Manchester United ကအရာခေါ်ယူခဲ့တယ်အသင်းကိုပြုပြင်ပြောင်းလဲဖို့အတွက်ဆိုတော့ David Moyes ကဘယ်လောက်ကင်လိုက်ရလဲဆိုတော့ပွဲပေါင်း50ပွဲကင်လိုက်ရတယ် Manchester United မှာဒါပေမဲ့သူ့ရဲ့နိုင်တဲ့ပွဲက26ပွဲရှိတယ်26 51ဆိုရင်ဒါ50ရာခိုင်နှုန်းတော့နည်းနည်းကျော်တာပေါ့လေဆိုတော့သူက52ရာခိုင်နှုန်း win rate ဒါပဲရှိတယ်ဆိုတော့ညီကိုတို့ပြောသလိုပဲနီးစနစ်ကောင်းတဲ့ဒါနီးပြတွေတကယ်ကိုနာမည်ကြီးပြီးအောင်မြင်ကြော်ကြားထားတဲ့နီးပြတွေဒီပုံကူတွေကိုကြည့်ပါတကယ်ကို special one နေပါဆိုတော့နောက်တစ်ယောက်ကြည့်မယ်ဘန်ခါလိုဝဲဘန်ခါတကယ်ကိုကောင်းတဲ့နီးပြပဲလိုဝဲဘန်ခါက Manchester United မှာလာကင်သွားတဲ့အချိန်မှာသူပွဲပေါင်း103ပွဲကင်ခဲ့ရတယ်ဆိုတော့103ပွဲကင်ခဲ့ရတဲ့အထက်မှာwin rate က54ပဲ9နဲ့ပွဲက54ပွဲပဲရှိတယ်ဆိုတော့ဒါလည်း 50% တော့ကျော်သေးတယ်သူက win rate အပြင်50နဲ့52% ပေါ့ 52% ပဲရှိတယ်ခုနက David Moyes နဲ့တွားပြီးတော့တူနေတယ်ဒါလည်းဆရာကြီးပဲအဲ့ဒီဆရာကြီးတွေပြုတ်သွားတာပဲဟုတ်ပြီနောက်ထပ်တစ်ယောက် special one ဆိုတဲ့သူ Moyes ပေါ့နော် Moyes က
Manchester United ကိုတကယ်ပဲသူက special one တယောက်အနေနဲ့တက်မှတ်ပေးနိုင်မယ်ဆွဲတင်ပေးနိုင်မယ်လို့ထင်ပြီးတော့အကောင်းဆုံးနီးပြကိုကျွန်တော်တို့ခေါ်ခဲ့တာပဲဆိုတော့ Manchester United မှာ144ပွဲကင်ခဲ့တယ်84ပွဲနိုင်တယ်144 84ဆိုတော့သူလည်း50တော့ကျော်သေးတာပဲသူ့ရဲ့ win rate က58 sorry 5358ပေါ့58 win rate ရှိတယ်ဒါပေမဲ့သူလည်းပြုတ်တာပဲနောက်ဆုံးတော့မဖြစ်မနေသူလည်းပြုတ်သွားတာပဲဆိုတော့မော်င်ညိုကင်ခဲ့တာလဲမော်င်ညိုလည်းဘယ်လိုနည်းပြမျိုးလဲဆိုတာညီကိုအားလုံးသိပြီးသားပဲဆိုတော့ကျွန်တော်တို့ Manchester United ကိုကင်မဲ့နည်းပြတစ်ယောက်ကဒါတချို့ပြောနေကြတဲ့ဒါသူတို့ bandage ပဲပြောနေကြတဲ့စကားတွေပေါ့တကယ်ကိုစီးကွက်ထဲမှာတကယ်ကိုနာမည်ကြီးတစ်ယောက်ဖြစ်ရမယ်အောင်မြင်မှုတွေအများကြီးရပြီးသားတစ်ယောက်ဖြစ်ရမယ်ပြီးရင်ကစားသမားတွေကို holding လုပ်နိုင်ရမယ်ဆိုတော့စဉ်းစားကြည့်ပြကစားသမားကို holding လုပ်ဖို့ဆိုတာကတကယ်ကိုမလွယ်ကူဘူးဒါHR ပိုင်းရောက်သွားပြီမလွယ်ကူဘာလို့မလွယ်ကူလဲဆိုတော့ကစားသမားတွေကသူ့ဘလောက်ပဲနာမည်ကြီးကြီးဒီကစားသမားတွေကသူ့လောက်အောင်မပျော်ရွှင်မှုမရှိဘူးဆိုရင်သူ့အတွက်အလုပ်လုပ်ပေးကြမှာမဟုတ်ဘူးတနည်းအားဖြင့်လည်းအသင်းအတွက်လည်းအလုပ်လုပ်ပေးကြမှာမဟုတ်ဘူးဒါဆိုရင်တော့အသင်းကကြာရှုံးဖို့က percentage များသွားပြီဆိုတော့ဒီနည်းပြကြီးတွေကိုကြည့်ကြည့်ရင်လည်းဒီပုံစံမျိုးနဲ့ပဲကြာရှုံးနေတယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်အမြင်ပေါ့လေဆိုတော့သူတို့ရဲ့နီးစနစ်တွေနီးဗျူဟာတွေပြီးလို့ရှိရင်သူတို့ရဲ့ဒီတခြားအားကစားနဲ့ပတ်သက်တဲ့ manage တွေတအားတော်တယ်လို့လူတိုင်းကသိရအောင်အထိသူတို့ကြော်ကြားခဲ့တယ်လို့ဒါပေမဲ့ Manchester United ကိုရောက်လာတဲ့အချိန်မှာအားလုံးတန်းစီပြီးတော့ပြုတ်ကျသွားတယ်ဆိုတော့နောက်တစ်ယောက်ထပ်ပြီးတော့ကျွန်တော်တို့ကြည့်မယ် Social Ole Gunnar Solskjaer ကဒါအသင်းရဲ့ legendary တယောက်ဒါပေမဲ့အသင်းကိုပြန်ကင်တဲ့အချိန်မှာပထမပိုင်းမှာကစားသမားတွေကသူ့တအားကိုဟိုဖြစ်ကြတယ်ချစ်ကြတယ်ယုံကြည်ကြတယ်အဲ့လိုနဲ့ကစားအဲ့လိုနဲ့ပဲသူကင်သွားတာ160နဲ့10ပွဲအထိရှိတယ်ဒီမှာ9ပွဲက90နဲ့ဆိုရှာတော့54ရာခိုင်နှုန်းရှိတယ်ဆိုစဉ်းစားကြည့်ဒါအသင်းရဲ့ legendary တယောက်အနေနဲ့ဒီအသင်းမှာကစားမဲ့ကစားသမားတွေကသူတို့အောင်မြင်မှုကိုမိတင်းပြီးတော့မှသူတို့ကိုတလီတစားရှိတယ်သူတို့အတွက်အလုပ်လုပ်ပေးခြင်းတယ်ဆိုတော့ပုံစံမျိုးလေးနဲ့လောက်ကြတဲ့အချိန်မှာ160နဲ့10ပွဲကိုင်းတယ်90နဲ့2ပွဲနိုင်တယ်ဆိုလို့ရှိရင် win rate က54အထိရှိတယ်ဆိုတော့မဆိုးဘူးလို့ပြောရမယ်ဆိုရှယ်လက်ထပ်မှာပေါ့လေမဆိုးဘူးလို့ပြောရမယ်ဒါပေမဲ့လည်းကံမကောင်းခြင်းများစွာနဲ့ပဲရလက်တွေအရန်ဆိုးလာတဲ့အချိန်ကြီးရောက်ရင်တော့ Manchester United ကတီးခံပြီးစောင့်နေမှာမဟုတ်ဘူးအဲ့ဒါကတခြားအသင်းတွေနဲ့မတူတဲ့ United က pressure ပဲတရားဒီမှာအဆင့်30ရဲ့အောက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့သတိထားတော့အဲ့ဒါဆိုရင် United က fan တွေကလည်းမကြိုက်တယ်လို့ bandit တွေကလည်းမကြိုက်ဘူးဒီလိုပဲကျွန်တော်တို့အသင်းရဲ့ဘုတ်အဖွဲ့တွေအတွက်လည်းတိတ်ခါကြတဲ့အနေအထားမျိုးဒါဆိုလို့ရှိရင်တော့ဒီနီးပြအတွက်မျက်ခုံးလှုပ်ဆရာဖြစ်လာပြီဆိုတော့အဲ့လိုပဲ social နောက်ဆုံးဒီရာသီမှာအဲ့ဒီအခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အတွက်ထွက်သွားလိုက်ရတယ်ဒါပေမဲ့သူ့ရဲ့ win rate က54တောင်ရှိတယ်တခြားဆရာကြီးတွေပါဆိုတဲ့ပုံကိုယ်တွေထက်သူက win rate ပုံမြင့်ရိုးသေးချာသတိထားကြည့်နော်နောက်တစ်ယောက် Erik ten Hag ဆိုတာတကယ်ကိုစီကံကြီးရဲ့နီးပြကြီးတကယ်ကိုလည်းအောင်မြင်ခဲ့တဲ့နီးပြကြီးဆိုတော့ဒီလိုပုံကိုမျိုးချက်ချင်းကောက်ခေါ်တယ်ကဲပြီးတော့အဲ့ဒီနီးပြကိုကျွန်တော်တို့ဘယ်လောက်အထိဂိုင်းခဲ့ရလဲဆိုလို့ရှိရင်သူကဒါတော့မှသူဖလားတွေနဲ့ပါယူသွားပြီးသေးတယ်နော် Manchester United တန်ဟက122ပွဲမှာအဖရိကတလုံးရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကာဘောင်ကတ်တလုံးရတယ်ဒီနှလုံးကိုပြန်ယူပြီးနိုင်ခဲ့တယ် Manchester United က6နဲ့9နှစ်တာဝေးကွာနေတဲ့ဖလားလက်မဲ့ရာသီကိုသူအဆုံးသတ်ပေးခဲ့တယ်ဆိုတော့အဲ့ဒီမှာပဲ Erik ten Hag ကတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့120နဲ့2ပွဲရောက်တဲ့အချိန်မှာသူ့ရဲ့နိုင်ပွဲက80နဲ့2ပွဲရှိတယ်ဆိုတော့သူ့ရဲ့နိုင်ပွဲက80နဲ့2ပွဲရှိတယ်ဆိုတော့သူ့ရဲ့ win rate က Ole Gunnar Solskjaer နဲ့တော့တူနေတယ်54ရာခိုင်နှုန်းပဲရှိတယ်ဆိုတော့
ဒါပေမဲ့သူဖလားတွေရခဲ့တယ်ဒါကမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လည်း win rate ကိုကြည့်ရင်54ဆိုတာကျွန်တော်တို့လိုဒီ1 to that 1 to 4 1 to 6အဲ့ထဲမှာဝင်နေတဲ့အသင်းတစ်သင်းအနေနဲ့ကတော့အဆင်မပြေသေးဘူးဒါအဆင်မပြေသေးဘူးဒါကြောင့်ပဲ Eric Ten Hag လည်းပြုတ်သွားခဲ့တယ်နောက်ထပ်တစ်ယောက် Eric Ten Hag လက်ထက်မှာကစားသမားတွေဆုံးရှုံးရတာတော်တော်များတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြန်ခေါ်ထားတဲ့ Ronaldo တို့ပြီးလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့ဒါတကယ်ကောင်းပါတယ်ဆိုတော့တချို့ကစားသမားတွေဆုံးရှုံးခဲ့ရတယ်ဥပမာ Scott McTominay တို့လိုထားလိုက်ပါဒါတွေကတော့သူပြဿနာနဲ့သူပေါ့လေဆိုတော့နောက်ထပ်တစ်ယောက်ကဘာလဲဆိုတော့ Ruben Amorim ပြီးခဲ့တဲ့ရာသီမှာထောက်ခံထိသွားတဲ့ Ruben Amorim ကကျွန်တော်တို့အသင်းကိုဂိုင်ခဲ့တယ်60နဲ့3ပွဲနိုင်ပွဲက25ပွဲပဲရှိတယ်ဆိုတော့ညီကိုတို့စဉ်းစားကြည့် Ruben Amorim ဟာသူ့အသင်းမှာ Sporting Lisbon မှာဘယ်လောက်ထိကောင်းလဲဆိုတာဆိုတော့လူငယ်နီးပြတယောက်အနေနဲ့သူ့အပေါ်ကိုယုံကြည်မှုတွေပြီးတယ်သူကိုယ်တိုင်ကပြတ်သက်လုပ်ပြတဲ့အတွက်ဒါ Sporting Lisbon မှာအောင်မြင်မှုတွေဒါအကြီးမားတယ်ပေါ့လေဆိုတော့ဒါပေမဲ့လည်း Premier League က United ကိုရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အခြေအနေကအဲ့လိုဖြစ်သွားတယ်ဘာမှလုပ်လို့မရဘူးခေါင်းမာမှုတွေသူ့ရဲ့ system ကိုယုံကြည်အားကိုးမှုတွေပြောင်းလဲပြင်းလဲမရှိတဲ့နေစနစ်တွေဒီလိုပုံစံမျိုးနဲ့သူကစားသွားတဲ့အတွက်သူက63ပွဲကစားခဲ့တဲ့အထက်မှာ25ပွဲပဲနိုင်တယ် win rate က 38% 38 win rate ဆိုတာနေပြတယောက်အနေနဲ့ကျွန်တော်တို့အသင်းမှာမရှိသင့်ဘူးဆိုတာဒါဘယ်ပရိသတ်ကမှလည်းလက်မခံသလိုကျွန်တော်တို့အသင်းရဲ့ဘုတ်အဖွဲ့တွေကလည်းဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒါပေမဲ့ယုံကြည်မှုတစ်ခုအရာစောင့်ကြည့်ရင်တော့ကြည့်နိုင်တာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့လေအဲ့လိုစောင့်မကြည့်တော့ပါဘူးတခါတည်းလက်သွားတာဟုတ်ပြီဆိုတော့နောက်ဆုံးသူကတော့ကျွန်တော်တို့လက်ရှိယာယီနီးပြဆိုပြီးဂိုင်နေတဲ့ Michael Carrick က Manchester United ကိုရောက်လာခဲ့တဲ့အချိန်ကအခုဆိုရင်9လပေါ့4လကျော်9လဒါပဲရှိသေးတယ်သူရောက်လာတဲ့အချိန်ကနေစပြီးတော့သူကန်ရတဲ့ပွဲက Premier League တစ်ခုတည်းကိုပဲကန်ရတယ်အဲ့ဒီမှာ18ပွဲကျန်တယ်လောလောဆယ်14ပွဲပြီးသွားပြီ3ပွဲပဲကျန်တော့တယ်14ပွဲမှာကျွန်တော်တို့သူ့ရဲ့နိုင်ပွဲက10ပွဲရှိတယ်14ပွဲကို10ပွဲနိုင်တာတယ်ဆိုတော့2ပွဲကသီး2ပွဲကရှုံးဒါကနဲတဲ့စကီတော့မဟုတ်ဘူးဗျဟုတ်ပြီသူနိုင်ခဲ့တယ်ဆိုတဲ့အချိန်မှာအသင်းကဘယ်နေရာမှာရောက်နေတာလဲကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်အသင်းကနံပါတ်9မှာဒါကျွန်တော်တို့အဲ့ဒီအချိန်ကစောလဲစောသေးတယ်နည်းနည်းစောသေးတယ်ပေါ့နော်အပေါ်တက်ဖို့လည်းထန်ကုန်တီမရောက်နိုင်တယ်လို့အောက်ကိုဆင်းဖို့ကတော့လွယ်တယ်အမှတ်တွေကအောက်နဲ့တိတ်မကွာဘူးအပေါ်နဲ့ကလှမ်းတယ်ဒီလိုမျိုးအခြေအနေမှာရောက်နေတဲ့အခြေအနေမှာစပြီးတော့သူရင်ဆိုင်ပြီးအမှတ်ယူရမယ်အသင်းတွေကတကယ်ကို1 to 6ဝင်ထားတဲ့အသင်းတွေကြီးပဲဆိုတော့ဒီအသင်းတွေကိုသူအသင်းမှအရှော့မပေးပဲအနိုင်ရအောင်ကန်တယ်ကစားသမားတွေလုပ်ပြခြင်းစိတ်တွေပေါက်လာအောင်ကစားသမားတွေရဲ့ကိုယ်ယူကိုယ်သူတွေအားလုံးကိုဆွဲထုတ်နိုင်ခဲ့တဲ့နေပြတယောက်သူ့ကိုတွေးလိုက်တာကအရင်ကစာအဲလက်ကိုတွေးလိုက်တယ်လို့မျိုးခံစားရတယ်စာအဲလက်ဟာသူ့ရဲ့နီးဗျူဟာတွေသူ့ရဲ့ဒီ technical ဘိုင်းနေနီးစနစ်ဘိုင်းနေဒါတွေကိုအားကိုးတာမဟုတ်ဘဲနဲ့ကစားသမားတယောက်ကိုသူကြည့်လိုက်တယ်အလားအလာရှိတယ်သူဒီကစားသမားကိုစဆွဲခေါ်ထားလိုက်တယ်ခေါ်ထားပြီးတော့ဒီကစားသမားရဲ့ရှိသမျှခွန်အားအကုန်လုံးကိုနှုတ်ယူလာဆွဲထုတ်လိုက်တာကဲမင်းကဒီလမ်းမှာကျွမ်းကျင်တယ်ဒီလမ်းကိုမင်းမအကောင်းဆုံးဖြစ်အောင်မင်းကိုနေရာပေးမယ်အဲ့လိုကစားသမားတွေများလာတဲ့အခါမှာအလှည့်ကျကျွန်တော်တို့မင်းအလှည့်ကျမင်းတို့တွေကိုနေရာပေးမယ်မင်းတို့နေရာမှာမင်းတို့ညံ့နေဆိုရင်တော့မင်းတို့အရန်ခုံရောက်မယ်မင်းတို့ကောင်းတယ်ဆိုရင်အကုန်လုံးကကောင်းနေတယ်ဆိုရင်အလှည့်ကျကစားရမယ်ဒီပုံစံမျိုးနဲ့ကစားသမားတွေစီကနေပြီးတော့ကစားသမားရဲ့ချစ်ခင်မှုရောကစားသမားရဲ့ယုံကြည်အားကိုးမှုရောရယူပြီးတော့ဒါကျွန်တော်တို့သူ့တစ်ခါထူထောင်ခဲ့တာဆိုတော့လက်ရှိMichael Carrick က14ပွဲနိုင်တယ်14ပွဲကစားတယ်10ပွဲနိုင်တယ်ဒီမှာသူ့ရဲ့နီးဗျူဟာကို technical ဘိုင်းနေနီးဗျူဟာဘိုင်းတွေကိုကျွန်တော်တို့ဘာမှလိုက်ပြီးထူထူကြည့်စရာလည်းမရှိဘူး
အဲ့လိုကြီးလဲထူထူလိုက်လုံနေတာလည်းမရှိဘူးပြောရင်တော့ simple is the best ပေါ့အရိုးရှင်းဆုံးကအကောင်းဆုံးပဲဆိုပြီးတော့သူကပုံစံမျိုးကိုဒီလိုလုပ်ပြထားတယ်ဆိုတော့ကစားသမားတွေဟာဒီ position မှာကျွမ်းကျင်တယ်ဆိုဒီ position ဝင်ကစားရပြီမင်းအကောင်းဆုံးလားလို့မင်းတယောက်ပဲရှိရင်မင်းတယောက်ထဲလို့တန်ရမရမချင်းမင်းချတော့ဒါပေမဲ့ time limit ရှိတယ်မင်းတို့မှာ limit ရှိတဲ့ limit ပြည့်ပြီဒီအချိန်မှာမင်းတို့ကစားဖို့မသင့်တော့ဘူးဆိုတဲ့အချိန်မှာတခြားကစားသမားတယောက်ကိုအစားဖန်ထုတ်လိုက်တယ်ဒါကကစားသမားရဲ့ limit ပုံမူတည်ပြီးတော့မှသူချိန်တာကစားသမားကိုတည်တံ့ကြီးပေးဖယ်ခြင်းလို့လည်းမဟုတ်ဘူးမင်းတို့ကောင်းနေရင်မင်းတို့ကစားရမယ်နောက်လူတွေကောင်းနေလားကောင်းနေရင်ပွဲပေါ်မှာမူတည်ပြီးတော့ချိန်ချက်တွေလုပ်တယ်ဒီလိုမျိုးရိုးရိုးရှင်းရှင်းလေးနဲ့ကစားသမားတွေရဲ့စွမ်းရည်ကိုပို့ပြီးတော့ကစားခြင်းလာအောင်သူတို့ပို့ပြီးနေရာရလာအောင်သူတို့ကလည်းကြိုးစားခြင်းစိတ်ပေါက်လာတယ်နောက်ပြီးတော့ဟိုမိနစ်ကကျွန်တော်တင်ခဲ့တဲ့အတိုင်းလိုပဲအသင်းရဲ့ legendary ဖြစ်တဲ့သူကလာပြီးနီးပြတဲ့အတွက်အားလုံးက respect ရှိတယ်အားလုံးကချစ်ကြဒီပုံစံမျိုးနဲ့ပဲဘာနီးစနစ်တွေဘာ technical တွေတိတ်ပြီးတော့မှဘာမှလုပ်เสียမလိုပဲနဲ့ကစားသမားတွေရဲ့စွမ်းအင်နဲ့ပဲအနိုင်ယူခဲ့တဲ့ပွဲတွေဖြစ်တယ်ဒါကြောင့်ညီကိုတို့မိုက်ကယ်ကာရစ်ရဲ့ win rate ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လက်ရှိမှာကို 71% ရှိတယ်ဆိုတော့81%ရာခိုင်နှုန်းဆိုတာနည်းတဲ့ရာခိုင်နှုန်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အစင်ဆက်ကိုကြည့်လိုက် Rangit, David Moyes, Banker, Solskjaer, Mourinho, Ten Hag, Amorim အားလုံးထက်ကို win rate ကအလွန်မြင့်ပါတယ်ဆိုလိုတဲ့သဘောက win rate ဘယ်လောက်ထိမြင့်မှာလဲဆိုရင်20ကျော်အထိမြင့်ပါတယ် win rate 20ကျော်အထိအဲ့ဒီတခြားနည်းပြတွေထက်ကိုမြင့်နေတယ်ဆိုတော့ဘယ်သူမှမရခဲ့ဘူးဒီ win rate မျိုးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာရွေးချယ်စရာရှိလဲတခြားနည်းပြတွေ block technical ကောင်းတာတွေညီးပြူဟာကောင်းတာတွေ manage ကောင်းတာတွေဘာကိုမှကြည့်မနေနဲ့အားလုံးကျွန်တော်တို့အဲ့လိုလူမျိုးတွေကိုခေါ်ခဲ့ပြီးပြီဒါကိုသတိပြန်ရဖို့လိုတယ်ကျွန်တော်တို့ရဲ့ manager စာအုပ်ကြီးတွေမှာပြန်ကြည့်သူတို့လိုချင်ပါတယ်ဆိုတဲ့နည်းပြမျိုးတွေအကုန်လုံးကိုကျွန်တော်တို့တဆင့်ချင်းစီခေါ်ပြီးသွားပြီအသင်းကိုရောက်လာပြီးသွားပြီဒါပေမဲ့လည်းအသင်းကိုရောက်လာတဲ့အချိန်မှာတယောက်မှ34ထက်ကျော်သွားတဲ့ကောင်မရှိဘူး34% ထက်ကျော်တဲ့လူဟာလက်ချိုးရည်လို့ရတယ်sorry 54% ထက်ကျော်တဲ့သူဟာလက်ချိုးရည်လို့ရတယ်ဒါဆို90%ရာခိုင်နှုန်းပဲသူတို့လုံနိုင်တယ်သူတို့အတိအကျဘာမှမလုပ်နိုင်ဆိုတော့သူတို့ကဒါပေမဲ့ကဘာမှာနာမည်ကြီးနေတဲ့နေပြကြီးတွေအမိုရင်ဆိုတာကမနေ့တနေ့မှ sorry ခရစ်ဆိုတာမနေ့တနေ့မှနေပြဖြစ်လာတယ်ပြီးတော့ဘာအသင်းကြီးကိုမှလည်းမကိုင်းခဲ့ဘူးဆိုရှယ်လက်အောင်မှာတော့ Man United ကိုတွဲပြီးတော့ assistant manager အနေနဲ့ကိုင်းတယ် assistant manager ဆိုတာကတော့ဘယ်သူမှမပေါ်လွင်ဘူးဒါသိတဲ့အတိုင်းပဲဆိုတော့အဲ့ဒီအခြေအနေကနေပြီးတော့တခြားအသင်းငယ်တွေသွားကိုင်းတယ်ဒီလိုပဲအစင်မပြေမှုတွေနဲ့ထွက်လိုက်ရတယ်အဲနောက်ဆုံးဆိုရှယ်နဲ့တန်ဟတ်ပေါ့နှစ်ယောက်လုံးကိုကျွန်တော်ဆိုရှယ်နဲ့ခါရစ်ကိုဒါကျွန်တော်တို့ interview ခေါ်ပြီးတော့မှသူတို့တွေကိုခံမှုလုပ်တဲ့အချိန်မှာဆိုရှယ်ရဲ့တောင်းဆိုမှုကကြီးမားတယ်ခါရစ်ကဘာမှမလုပ်ဘူးသူက Manchester United ကိုကင်ခွင့်ရရင်ဂျင်းနေတယ်ဆိုတော့သူကကစားသမားဘဝမှာပေးဆက်တယ်လို့နီးပြဘဝမှာလည်းပြန်မန်ယူမှာပဲသူအောင်မြင်ခြင်းနဲ့မန်ယူမှာပဲပေးဆက်ခြင်းနဲ့ဆိုတော့ပုံစံမျိုးနဲ့သူလာသူရဲ့တောင်းဆိုမှုတွေခက်ထူထူတွေလည်းရှိမှာမဟုတ်ဘူးပြီးရင်ဒီကစားသမားတော့ဝယ်ပေးဒီကစားသမားမှမရရင်အဆင်မပြေဘူးလို့ပါတော့ဒီလို complaint တွေလည်းရှိမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မဟုတ်လို့ Michael Carrick ကလက်ရှိကျွန်တော်တို့ဇာတ်လက်ကအနောက်ပိုင်းခန့်ထားတဲ့နီးပြတွေအားလုံးထဲမှာ win rate အများဆုံးဖြစ်နေတယ်ယာယီကန်ရလို့ဆိုတဲ့စကားလုံးကထားလိုက်တော့ကျွန်တော်တို့အဲ့လိုပြောလို့မရတော့ဘူးယာယီကန်နေဆိုတာကျွန်တော်တို့ Fletcher တို့ကန်ရတယ်သူတို့ကန်သွားတဲ့အချိန်ကြည့်ကြည့်3ပွဲ4ပွဲကန်သွားဒါဆိုယာယီလို့ခေါ်လို့ရမှာပေါ့ဒါပေမဲ့အခုက18ပွဲဆိုတဲ့အခြေအနေကိုကန်လာတာကျွန်တော်တို့အဆင့်6အဆင့်9မှာရှိနေတဲ့ Manchester United အဆင့်15မှာရှိနေတဲ့ Manchester United ကနေပြီးတော့ကျွန်တော်တို့လက်ရှိအဆင့်3ဆိုတဲ့ Manchester United ဖြစ်လာခဲ့ပြီအဲ့ဒါဘယ်သူကြောင့်လဲဆိုတော့သူ့ကြောင့်ပဲဆိုတော့သူအကောင်းဆုံးကစားသမားတွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကိုမြင့်တင်ပေးနိုင်ခဲ့လို့ဒီလိုဖြစ်တာနောက်ပိုင်းမှာဆိုလို့ရှိရင်
ကျွန်တော်တို့ပရိသတ်တွေအယောက်တရာမှာဆို80လောက်ကသူ့ကိုထောက်ခံတယ်ပြီးရင်ဒီကျွန်တော်တို့ Manchester United ကဝန်ထမ်းတွေပြီးလို့ရှိရင် Manchester United ကခေါ်ချင်းတွေအားလုံးကတာဝန်ရှိသူတွေကလည်းသူ့ကိုထောက်ခံတဲ့အတွက်ကြောင့်မို့လို့သူကသေချာပေါက်ဒီ win rate ကြီးနေဗျာဘယ်လို့မှလွန့်ပစ်ရစရာအောင်မရှိဘူးတခြားနေပြဆိုရင်တော့ဒါယာယီပေးကင်ထားပြီးတော့ကျွန်တော်တို့နေပြကောင်တယောက်ရှာလို့ရတာပေါ့ဒါပေမဲ့လည်းသူဖြစ်နေတယ်အသင်းကြောင့်ဂဂနာနာတည်တဲ့လူလည်းဖြစ်တယ် win rate ကလည်းများတယ်ကင်ခဲ့တဲ့ပွဲတွေကလည်း10ပွဲကျော်ကင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့အတွက်မစင်စားလို့မရတော့တဲ့အနေအထားဆိုတော့သူပြောသလိုပဲအချိန်ရဆုံးဖြတ်ပြီးသွားလိမ့်မယ်ဒါလိုပဲသူပဲတေချာပေါ့ဒီအခုဆိုလို့ရှိရင်လည်းအသင်းကလည်းဒါ green light တွေပါပြလိုက်ပြီဆိုတော့တေချာပါတယ်ကျွန်တော်တို့လာမယ့်ရာသီတွေမှာလည်းသူ့ကိုပဲဆက်ပြီးတော့မြင်ရမှာပါဆိုတော့ညီကိုတို့အားလုံးလည်း support ပေးပါအောင်ဆိုတော့ဒီခါတော့ကျွန်တော်လဲပါဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်တော့ပေးဖို့မြတ်တရက်ခံပါတယ်ညီကိုတို့တွေအားလုံးပျော်ရွှင်ချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေဗျာဆိုတော့နောက်ထပ်ဗီဒီယိုကြမှာကျွန်တော်တို့ easy ပြန်ဆောင်ကြတာပေါ့ thank you for watching my video so see you in the next video everyone thank you so much